ဘီလီယံနဲ့ချီချမ်းသာကြွယ်ဝတဲ့တထေးသားတယောက်ရှိတယ်။ဒါပေမဲ့သူ့ခမရကန်ဆိုးရှာပါတယ်။ဘယ်မိန်းကလေးမှသူ့ကိုလက်မထက်ရဲကြဘူး။သူနဲ့ချင်းတွေ့ဖို့သဘောတူလိုက်တဲ့မိန်းကလေးတိုင်းလမ်းကဝက်မာရင်စမ်းကျဲတဲ့မတော်တဆမှုအနေနဲ့ကြုံရလိရှိလို့ပါပဲ။သူ့မိသားစုကချိန်စာတက်နေတာကိုတထေးကြီးဖာခင်ခမရလဲဒီချိန်စာကိုဖေးဖြတ်ဖို့နီလန်းပေါင်းဆောင်စူးစမ်းခဲ့တယ်။တနေ့တော့ဝေးလံခေါင်တီတဲ့ရွာလေးတရွာအကြောင်းသတင်းကြားလိုက်တယ်။အဲ့ဒီရွာမှာမိဘတွေကငွေမှတ်ပြီးသမီးတွေကိုရောင်းစားလေးရှိတဲ့ငွေပုံပေးနိုင်ရင်တော်သမီးတယောက်ဝယ်ပြီးအိမ်ခေါ်သွားလို့ရတဲ့သဘောပေါ့။လက်ရှိအချိန်အဲ့ဒီရွာမှာအရွယ်ရောက်ပြီးသားသမီးပြူရှိတဲ့အိမ်ဆိုလို့ Ram တို့အိမ်မဲရှိတယ်။ Ram မှာသမီး2ယောက်ရှိပြီးအကြီးမလေးလီဆာကတော့အရန်လာတာပေါ့။သူ့ကိုလက်ထပ်ချင်တဲ့သူတွေဝိုင်းဝိုင်းလည်နေပြီးတိုင်းကြီးလာတင်တောင်းတာတောင် Ram နဲ့လီဆာကငင်းခဲ့တယ်။လီဆာရဲ့အလှကဒီထပ်ပေါ်တန်ဖိုးရှိတယ်လို့သူတို့သားအဖကယုံကြည်နေကြလို့ပါ။အငဲမလေးရီတာကြတော့အသားညိုပြီးရုပ်ရည်ကတားမှန်ပါပဲ။ဒါကြောင့်ဘသူမှဂယုမဆိုင်ကြသလိုကို့အိမ်မှာတောင်အိမ်ဖော်တယောက်လိုဆက်ဆံခံရရှာတယ်။ဒါပေမဲ့ရီတာမှာဖြူစင်တဲ့စိတ်ထားလေးရှိတယ်။သူ့ရဲ့တခုတည်းသောအိမ်မက်ကတော့နေမကောင်းဖြစ်နေတဲ့အမေကိုမြို့တက်ဆေးဂရုပြီးဖို့ပတ်စံစုတာပါပဲ။သူကတခြားမင်းကလေးတွေအောင်သွဲတဲ့ကသူတို့ပို့လာသွားအောင်သူ့ရုပ်ရည်ကိုအသုံးချပြီးကူညီပေးလိရှိတယ်။အဲ့ဒီလိုလုပ်ပေးရင်သူမုံဖိုးပေးဖိုးလေးပြန်ရတတ်တယ်လေ။တနေ့တော့တထေးကြီးလာမယ်ဆိုတဲ့တဲ့ရွာလူကြီးစီကကြားရတယ်။ Ram တလောက်ပြိုလွန်းလို့လီဆာကိုအမြန်ပြင်ဆင်ခိုင်းတော့တာပေါ့။မကြခင်မှာပဲတထေးကကြီးအိမ်ရှိရောက်လာတယ်။အဲ့ဒီအချိန်မှာပဲလေပြင်းတစ်ချက်ဝေးလိုက်လို့တလုံးရှုံနေတဲ့ရီတာတကူလုံးဖုန်တီးပေးကုန်ပါလီရော။တထေးကြီးကရီတာကိုမြင်တော့မျက်လုံးပြူးသွားတယ်။မင်းပြောတဲ့အလှပါကြီးဆိုတာဒီကောင်မလေးလားလို့မျိုးတော့ရွာလူကြီးကမဟုတ်ပါဘူးဗျာ။တကယ်အလှပါကြီးလီဆာကအပေါ်တက်မှာပါလို့အညံရှင်းပြရတယ်။အပေါ်တက်မှာလီဆာကိုမြင်လိုက်တာနဲ့တထေးကြီးကြည်နပ်သွားတယ်။ဘာမှမစင်စားတော့ပဲ Ram ကတော့ပိုက်ဆံသေးတာကိုမျက်တောင်မခတ်တန်းကြည့်နေတာပေါ့။ချက်ချင်းလက်ခံမလို့လောက်တုံးတထေးကြီးဘက်ကလူတယောက်ကကာယကံရှင်ကောင်မအေးကိုအရင်မေးပါအောင်လို့တတိပေးလိုက်တယ်။ Ram အိမ်ထဲဝင်ပြီးမေးဖို့လုပ်တယ်။လီဆာကတော့အိမ်ရှိကဇင်းခံကားကြီးမြင်ကလေးကစိတ်ကူးရနေပြီးသားဆိုတော့ဘာမှမစင်စားမနေပဲလက်ခံလေလို့ဖြေလိုက်တယ်။ Ram လဲဝမ်းတာအားရနဲ့ကျုပ်တို့သဘောတူပါတယ်လို့အော်ပြောလိုက်တော့တာပေါ့။အမေလို့သူကတော့သူတို့ကဘသူတွေမှလည်းမသိသူတို့သားမျက်နှာလည်းမမြင်ဘူးပဲနဲ့ဆိုပြီးစိတ်ပူရှာတယ်။ဒါပေမဲ့ Ram နဲ့လီဆာကတော့ဂယုမဆိုင်ပါဘူး။ဒီလောက်မိုက်တဲ့ကားကိုစီးနိုင်မို့တဲ့ဘလောက်ချမ်းသာမလဲဆိုတာတွေးပြီးလီဆာတယောက်တထေးကတော့ဖြစ်တော်မယ်ဆိုပြီးပျော်နေတော့တာပါ